လောသမားဝင်ကြီးဌာနပြောင်းစုဝင်ကြီးဦးခင်မောင်ဆိုဟာဒီကနေ့မနက်ပိုင်းမှာရန်ကုန်တိုင်းဒေသကြီးလှဲကူးမြို့နယ်ရှိ GNF မြန်မာဂါမတ်ကုမ္ပဏီလီမိတက် CMB အထည်ချုပ်စက်ရုံမှာလုပ်ငန်းခွင်ဘေးရန်နဲ့ကင်းရှင်းနဲ့ကျန်းမာရေးကော်မတီလောသမားရေးရာလုပ်ငန်းညှိနှိုင်းကော်မတီအဖွဲ့ဝင်များနဲ့တွေ့ဆုံပြီးလိုအပ်တာများကိုညှိနှိုင်းဆောင်ရွက်ပေးပါတယ်။အိမ်နာလူမှုဖူလုံရေးဖွဲ့မှအထူးကုဆရာဝန်များပါဝင်တဲ့ရွေးရှားစေကုသရင်ဖြင့်စေယုံအရာကွင်းစင်းစေကုသဆောင်ရွက်ပေးနေမှုနဲ့လူမှုဖူလုံရေးအကျုံးဝင်အာမခံအလုပ်သမားများအားနှုတ်ဆက်အားပေးပါတယ်။အကျုံးဝင်အာမခံအလုပ်သမားများလုပ်ငန်းခွင်မပြတ်ကုန်ထုတ်လုပ်ငန်းလည်ပတ်စေနိုင်ရန်အတွက်အလုပ်သမားစေယုံကြီးများမှအထူးကုဆရာဝန်များပါဝင်တဲ့ရွေးရှားစေကုသအဖွဲ့ဖြင့် GNF မြန်မာဂါမတ်ကုမ္ပဏီလီမိတက် CMB အထည်ချုပ်စက်ရုံရှိအာမခံအလုပ်သမား1688ဦးတို့အားလိုအပ်တဲ့စေကုသမှုများဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများနဲ့ ECG ဖြင့်နှလုံးစစ်ဆေးခြင်းများမျက်စိစစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ပါတယ်။ဆက်လက်ပြီးပြောင်းစုဝင်ကြီးဟာလဲကူးမြို့နယ်ရှိ Garment and Process Global Company Limited အထည်ချုပ်စက်ရုံတို့တက်ရောက်ပြီးစက်ရုံမှတာဝန်ရှိသူများနဲ့တွေ့ဆုံကလိုအပ်တာများညှိနှိုင်းဆောင်ရွက်ပေးပါတယ်။အလုပ်သမားဝန်ကြီးဌာနလူမှုဖူလုံရေးအဖွဲ့အနေနဲ့အလုပ်သမားစက်ရုံကြီးများလူမှုဖူလုံရေးစေကမ်းများဌာနကြီးစေကမ်းများနဲ့စာချုပ်စေကမ်းများဖြင့်စေကူတာမှုဝန်ဆောင်မှုပေးလျက်ရှိတဲ့အပြင်စေယုံစေကမ်းများနဲ့အလန်းကွာဝေးတဲ့စက်ယုံအလုပ်ဌာနများစေယုံစေကမ်းများတို့တောက်ရောက်ရန်အခက်အခဲရှိသူများအားကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန်ရွေးပြီးရွေးရှားစေကူတာရင်လေးစီဖြင့်တိုင်းဒေသကြီးပြည်နယ်များသို့ခီးစဉ်များရေးဆွဲကစက်ယုံအလုပ်ဌာနများအရာကွင်းစင်စေကူတာမှုကိုစဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ရာ2025-2026ဘဏ္ဍာနှစ်မှာအာမခံအလုတ္တမဥယေ336,130နဲ့ယခုနှစ်ဧပြီလမှဇူလိုင်လအထိအာမခံအလုတ္တမလူနာဥယေ98,285တို့အားစက်ရုံအလုဌာနအရာကွင်းစင်ကုသမှုများဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။